ညီကိုတွေအားလုံးပဲမင်္ဂလာပါပရီးမီးယားလိပွဲစဉ်အာဆင်နယ်နဲ့ဆန်နာလန်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်မင်းညဆက်တာဘီကိုဂိုးပေါ်လို့ရွေးချယ်ပေးခဲ့တာညီကိုတွေအားလုံးပဲရလိုက်မယ်ထင်ပါတယ်ဗျဒီလိုပွဲလေးတွေလို့ချင်တော့ Telegram Channel လေးကို join ထားပေးပါ brother တို့အတွက်လုံးဝအကျိုးရှိစေရပါမယ်ဒီပွဲကတော့အကြိုက်တူတယ်ဆိုရင်တော့ယူကစားကြည့်ပါအာဆင်နယ်ကတော့အမတ်ကွာနဲ့ဇရာထိတ်မှာဥဆောင်နေပါတယ်နောက်ဆုံးအိမ်ဝင်10ပွဲမှာဒါ10ပွဲထိနိုင်ထားပြီး United နဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာပဲရှုံးခဲ့တာဖြစ်ပေမဲ့နောက်ဆုံးကစားခဲ့တဲ့ခရာဘောင်ဖလာပွဲစဉ်မှာတော့ဒါချက်စီကိုလည်းနိုင်ထားပါသေးတယ်ရာသီကုန်ရင်အမတ်တူနေရင်ဒါအကိုကွာချချက်ကအဆုံးဖြတ်ပေးမှာဖြစ်လို့ဒါကိုမြများတွင်းပြီးတော့အနိုင်ယူဖို့တော့ကြိုးစားမှာပါဆန်နာလန်ကတော့အဆင့်ရှင်းနေရာမှာရှိနေပြီးတော့နောက်ဆုံးအဝေးကွင်း9ပွဲမှာနိုင်ပွဲလုံးဝမရှိဘဲနဲ့ခံစီပိုင်းရဆိုရင်လည်းအဝေးကွင်းမှာဆိုရင်ဒါပွဲကိုအနည်းဆုံး2ဂိုးလောက်တော့ပေးနေရပါတယ်နောက်ဆုံးကစားခဲ့တဲ့ဘန်လီနဲ့ပွဲမှာတော့ဒါ3-0နဲ့ပြန်နိုင်ထားပါတယ်ကျွန်တော်တို့လူစီမိုင်းကိုကြည့်မယ်ဆိုရင်ဒါအာဆင်နယ်ဘက်မှာဆာကာနဲ့အိုဒီဂတ်တို့ဒဏ်ရာကြောင့်ဒီပွဲမှာပြန်ပါလာမလားဆိုတာမသေးကြပေမဲ့ဒါခံစီပိုင်းမှာတော့အမာကန်ကစားသမားတွေကတော့စုံလင်နေပါတယ်ဆန်နာလန်ဘက်မှာလည်းဒါအသင်းကောင်းဆောင်ဂရန်နစ်ရှာကဒဏ်ရာကြောင့်ပါဝင်မှာမဟုတ်ဘဲနဲ့ဒါတာဘီနဲ့ဒဏ်ရာတို့ကတော့ဒါဘန်လီနဲ့ပွဲမှာခြေစွမ်းပြထားတာမလို့ဒီပွဲမှာရောခြေစွမ်းပြနိုင်မလားဆိုတာတော့ကြည့်ရမှာပါဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဂန်နာတို့က4ချိန်နိုင်ပြီးတော့တပွဲပဲတည်ကြထားပါတယ်ဂန်နာတို့ကဒီပွဲမှာအမှတ်ကွာနေတာကိုအခွင့်ကောင်းယူပြီးတော့ဒါတရေကြဖို့ထက်စရာထိပ်ပိုင်းကိုပိုခိုင်းမအောင်အနိုင်ခံမဲ့အခြေအနေမှာရှိတာမလို့အနည်းဆုံး2-0လောက်နဲ့အနိုင်ခံနိုင်တယ်လို့ဒါဆန်နာလန်ဘက်ကလည်းအဝေးဝင်းရှုံးပွဲမှတ်တမ်းကိုရပ်တန့်ဖို့အနည်းဆုံး1ဂိုးလောက်တော့ပြန်သွင်းနိုင်တာမလို့2-0ဒါမှမဟုတ်3-1ဆိုတဲ့ရလဒ်မျိုးနဲ့ပြီးဆုံးသွားပါလိမ့်မယ်ညီကိုတို့ရောဒီပွဲလေးရဲ့ရလဒ်လေးကိုကွန်မန့်လေးမှာဝင်အောင်ခံမှန်းပေးသွားပါအောင်ဗျအားလုံးပဲကွက်လက်ဖြစ်ကြပါစေဗျ